အားလုံးပဲမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်ဗီဒီယိုတုန်းကလုပ်ပြီးသလိုပဲဒီဗီဒီယိုမှာလည်းပဲကျွန်တော်ဒီ higher time frame level တွေကနေပြီးတော့ကျွန်တော်တို့ရဲ့တကယ် analyze လုပ်တဲ့ level တွေအထိအဆင့်ဆင့်သွားမဲ့ပုံစံလေးတိုင်းပဲကျွန်တော် HAUSD ကိုလုပ်ပြပါမယ်အဲ့တော့အရင်ကပြောချင်တာကဒီဗီဒီယိုကျွန်တော်လုပ်ပေးရတဲ့အဓိကရည်ရွယ်ချက်တွေဒီကျွန်တော်ရဲ့ live session မှာလာ join တဲ့ညီလေးတွေဆိုလို့ရှိရင်တော့သူတို့ကကျွန်တော်ရဲ့ analyze ကို process တစ်ခုလုံးကိုမြင်အောင်ကျွန်တော်ရှင်းပြခဲ့ process တစ်ခုလုံးနားလည်အောင်လဲကျွန်တော်ရှင်းပြရတယ်ပြီးကျွန်တော်တို့တူတူ trading ဝင်ရတယ် okay အခုဒီဗီဒီယိုလို့ဘာကြောင့်လုပ်လဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ Discord community မှာတော့ join ထားကြတယ်ဒါပေမဲ့ live trading မှာဝင်ပြီးတော့ join မှုအတွက်အချိန်မပေးနိုင်တဲ့သူတွေအတွက်ကိုရည်ရွယ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာကျွန်တော်ဘယ်လိုကြည့်လဲဆိုတာလေးတွေကိုတစ်ဆင့်ချင်းလိုက်ကြည့်လို့ရပါတယ်အဲ့ဒီ process ကိုသင်ယူပြီးတော့ကိုယ့်ရဲ့ဒီ trading journey မှာလည်းပြန်လည်အသုံးချလို့ရပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါ ACD ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ဆိုင်းတော်လေးပဲဖြစ်ပါတယ် okay ဆိုတော့ကဲဟုတ်ပြီဆိုတော့ HUSD ကိုကျွန်တော်ပထမဆုံးကြည့်တဲ့အခါမှာကျွန်တော် MAC level ကိုရောက်နေပါတယ်ဆိုတော့ဘာလို့ကျွန်တော် MAC level ကိုကြည့်လဲဆိုလို့ရှိရင်ဇူလိုင်လ1ရက်sorry ကျွန်တော်ဇူလိုင်လပြီးသွားပါပြီအခုကကျွန်တော် August လအစရောက်နေပါပြီဆိုတော့ August လမှာတော့ပထမဘက်ကတော့ပြီးသွားပြီကျွန်တော်ခုဒုတိယဘက်ထဲကိုတော့ဘာလို့နေပြီလဲဆိုတော့ရောက်နေပြီအဲ့တော့အရင်ဆုံးကျွန်တော် MAC level မှာပါကြည့်မလဲ MAC level မှာဆိုလို့ရှိရင်တော့ previous man high နဲ့ previous man လို့ပဲကျွန်တော်တို့ market မှတ်ထားမယ်အဲ့တော့ market ဒီလမှာကျွန်တော်သွားနေတဲ့ပုံစံဒီပြီးခဲ့တဲ့ကျွန်တော်လာတော့ကတင်ခဲ့တဲ့ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲကျွန်တော် external ကနေပြီးတော့ internal ကိုပေါ်လာလဲသွားတယ် internal မှာကျွန်တော်တို့ဘယ် level တွေကိုလာနိုင်လဲဆိုတာကိုလည်းကျွန်တော် mark လုပ်ခဲ့တယ်ပြီးကျွန်တော်ရှင်းပြခဲ့တယ်ဆိုတော့အဲ့ဒီဗီဒီယိုလေးကိုလည်းပြန်ကြည့်ဖို့မမေ့ပါနဲ့နော် okay အဲ့တော့လောဆယ်ကျွန်တော်တို့ match level မှာဒီဟာပဲကျွန်တော် market မှတ်မယ်ပြီးကျွန်တော်ဘယ်ကိုသွားမလဲကျွန်တော် week level ကိုသွားပါမယ်ဆိုတော့ okay ကျွန်တော် week level ရောက်တဲ့အခါမှာကျွန်တော်တို့ဘာရင်ဆုံးကြည့်မလဲ market ဒီဘယ်လိုအခြေအနေရှိနေရလဲလက်ရှိရောက်နေတဲ့စီတန်းကတော့4330မှာရောက်နေတယ် price ဒီအရင်အပေါ်ရောက်နေပြီ okay အပေါ်ရောက်နေရဆိုပေမဲ့ကျွန်တော်တို့ဘာတွေကိုလိုက်ရှာပြီးဘာတွေကိုကျွန်တော်ရင်ဆုံး map လုပ်မယ်အဲ့ဒါကိုရင်ဆုံးမှတ်မယ်ပြီးမှကျွန်တော်ရှင်းပြမယ်เนาะ okay ဆိုတော့ week high မှာ week မှာဆိုလို့ရှိရင်ကျွန်တော် previous week high နဲ့ previous week လို့ဒါကျွန်တော်ပုံမှန်မှတ်နေရတဲ့အတိုင်းပဲမှတ်ထားတယ် okay အခုဒီနေ့ကျွန်တော် Monday เนาะကျွန်တော်ဘယ်နေ့လာလဲကျွန်တော် August 10ရက်နေ့မှာ price ကစပြီးတော့ bearish တွေတော့ပြချင်နေတယ်ဒါပေမဲ့ခုမှအစိုးရရှိသေးရเนาะဆိုတော့ဘာမှကျွန်တော်တို့မရသေးဘူး okay လက်ရှိဖြစ်နေတာနဲ့ကျွန်တော်တို့ဘယ်လိုဆက်သွားလိုက်မလဲ daily မှာဆက်သွားလဲဆိုရင်ကျွန်တော်တို့စဉ်းစားလို့ရတယ် okay အဲ့တော့ daily မှာကျွန်တော်တို့ဘာပြောလဲပြီးခဲ့တဲ့ဒီကျွန်တော်တို့ trend ကချိန်ပြီးသားကျွန်တော်တို့ lower လို့အတီးပြုဖို့ဆိုလို့ရှိရင်နီးဆုံး inducement level ကိုတော့ price ကလာယူဖို့လိုတယ်လို့ကျွန်တော်တို့ပြီးခဲ့တဲ့ဗီဒီယိုမှာတော့ရှင်းပြခဲ့တယ်အဲ့တော့ price ဒီအနည်းဆုံးဘာကိုလာယူပြီးသွားပြီလဲ inducement level ကိုလာပြီးတော့ယူပြီးသွားပါပြီအဲ့တော့ကျွန်တော်တို့အနေနဲ့ structure ရကြည့်မယ်ဆိုလို့ရှိရင်ဟောတာဒီတေချာပေါ့ကျွန်တော်တို့ကဘာပဲလဲ lower လို့နော်ဒါကျွန်တော် lower လို့ကိုအတီးပြုပြီးသွားပြီဆိုတော့ market ဒီ lower low ကိုလည်းကျွန်တော်တို့အတီးပြုပြီးသွားပြီကျွန်တော်အပေါ်မှာလည်းဘာလုပ်နေပြီလဲရောက်လာတယ်နော် okay ဆိုတော့လက်ရှိမှာ internal external liquidity structure နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဟောတာဒီကျွန်တော်တို့ external ရှိတယ်အခုဒီကျွန်တော် internal ထဲမှာရှိနေတဲ့ inducement level တွေယူပြီးသွားပြီနောက်ထပ် price ဒီဘယ်ဟိုထပ်ယူပြီးသွားပြီလဲဆိုတော့ဟောဒီမှာကျွန်တော်တို့ဒီဟာဒီ1 hour မှာကျွန်တော်ရှင်းပြမယ် okay ဆိုတော့1 hour level မှာဟာမှာထပ်ပြီးတော့ယူနေပြီအခု daily မှာကျွန်တော်တို့အဲ့ဒီကလေးကပြောခဲ့တဲ့ဗီဒီယိုမှာပါခဲ့တဲ့အကြောင်းအရာဆိုလို့ရှိရင်တော့ကျွန်တော်တို့ information ကဟောဒီ daily gap ကအခုချိန်ကြီးလာပြီးတော့ return မလုပ်ရသေးဘူးအဲ့ဒီဟာတော့ကျွန်တော်တို့စောင့်ရမယ်တကယ် key level တခုဖြစ်တယ်เนาะဆိုတော့ဒီနေရာမှာကျွန်တော်တို့ liquidity zone ရှိတယ်เนาะ gap ရှိတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့စောင့်မယ်ဒါ daily မှာကျွန်တော်တို့စောင့်ရမယ်ဟာ okay အဲ့တော့ကျွန်တော်တို့1 hour သွားမယ်ကဲဟုတ်ပြီ daily မှာတော့ကျွန်တော်တို့အတွက်ကဘာရှိနေလဲဆိုတော့အပေါ်မှာဟောဒီ zone ရှိနေပါတယ်เนาะဒါကကျွန်တော် daily က gap အဲ့ဒီကိုလာနိုင်ကြီးရှိတယ်အဲ့ဒီကနေမှကျွန်တော်တို့ဘယ်ကိုပြန်ပြီးတော့စဉ်းစားမှာလဲအောက်ဖက်ကိုကျွန်တော် external liquidity ကို short ဖို့အတွက်ကျွန်တော်တို့ဘာလုပ်မလဲစဉ်းစားမယ် okay ဆိုတော့လောလောဆယ်တော့ကျွန်တော်တို့ဘာမှမလုပ်သေးဘူး okay အဲ့တော့ဒီအထိလာပြီးတော့မှ price ကအောက်ကိုပြန်သွားမယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့လောလောဆယ်ဒီအောက်လာပြီးတော့အပေါ်ပြန်သွားတာကရောကျွန်တော်တို့မဖြစ်နိုင်အောင်လား daily structure မှာsorry 1 hour မှာ structure ဆိုဖြစ်နိုင်ပါတယ်ဆိုတော့1 hour မှာကျွန်တော်အနေနဲ့ဟောဒီ zone လေးကိုထပ်ပြီးကျွန်တော် map လုပ်ထားပါတယ်okay အဲ့တော့အခုကြည့်အောင် New York Open စပြီးတဲ့အချိန်မှာ price ကအပေါ်ဘာလို့သွားလဲတက်သွားပါပြီအဲ့တော့ဒီကျွန်တော်ဆွဲထားတဲ့ zone ကကျတော့ဘာလဲဆိုလို့ရှိရင်တောက်ကြနေရဲ့ New York Open เนาะ price ရဲ့ New York Open price ရဲ့ဈေးအဲ့ဈေးနှုန်းကိုပြန်လာပြီးတော့တက်ထားခြင်းနဲ့ကျွန်တော်တို့မရှိသေးဘူးအဲ့တော့ price ဒီစဉ်းစားရအောင်1 hour မှာကျွန်တော်တို့ဒီကိုလာတက်ပြီးဒီလိုသွားတာကကျွန်တော်တို့တက်ပို့ပြီးတော့ smart ဖြစ်နေပြီเนาะကျွန်တော်တို့ short မယ်ဆိုရင်တော့မှ hot ဒီထိလာပြီးတော့မှကျွန်တော်တို့ short တာပို့ပြီးတော့ smart ဖြစ်တယ်အခုချိန်မှာကျွန်တော်တို့တက်အယောင်
မစင်စားသေးဘူးဘာလို့ကျွန်တော်တို့အနေနဲ့ plan ထားခဲ့တာပြီးခဲ့တဲ့လကလေးက holiday zone ကိုလာမယ်ဆိုတာမျိုးကျွန်တော်တို့ plan ထားခဲ့ပြီးသားဆိုတော့အဲ့ဒီ zone ကိုလာပြီးတော့ return လုပ်မှာပဲကျွန်တော်တို့ confirmation 1 hour မှာစောင်းတာပဲဖြစ်ဖြစ်နော်5 minute မှာစောင်းတာပဲဖြစ်ဖြစ်စသဖြင့်ကျွန်တော်တို့ရဲ့ confirmation သွားတဲ့ process တိုင်းဆက်ပြီးတော့သွားမယ်အခု higher time frame မှာတော့အပေါ်လာနိုင်တယ်ဆိုတဲ့ဟာလေးနည်းနည်းကြံနေသေးအဲ့ဒါလေးကိုကျွန်တော်တို့ကမျှော်လင့်ပြီးတော့1 hour မှာဆိုလို့ရှိရင် holiday အောက်ကိုရောက်တာနဲ့ကျွန်တော်တို့အပေါ်ပြန်ပြီးတော့လိုက်ပြီးဘိုင်းလို့တော့ရသေးတယ်ဘိုင်းကတော့အရင်ကြီးတော့မကောင်းတော့ဘာလို့လဲဆိုတော့ price က already ဘာလို့နေပြီလဲကျုံနေပြီသားเนาะ daily inducement level ကလည်းစားပြီးသားပြီးကျွန်တော်တို့previous ရဲ့ man high level เนาะဒီမှာကျွန်တော် previous man high level ကျွန်တော်မှတ်ထားတယ် previous man high level ကလည်းဘာလို့ပြီးသားလဲကျွန်တော်တို့ price ကယူပြီးသားအဲ့တော့ပြန်ကြမယ်ခေဆိုလို့ရှိရင်เนาะဒီအပေါ်ကနေလာပြီးလို့ရှိရင်ကျွန်တော်တို့ကြမယ်ဟုတ်ပြီကျွန်တော်တို့ buyer manner နဲ့ entry winner နဲ့ကတခြားသေးပါပဲเนาะဆိုတော့ကျွန်တော်တို့ buyer ကိုကြည့်ပြီးတဲ့အခါမှာ buyer တည်သွားပြီဆိုလို့ရှိရင်တော့မှ daily မှာကျွန်တော်တို့ကဘယ်လိုမျိုး entry win မှာလဲတရက်ဘယ်လို entry win မှာလဲဆိုတာလဲပြန်လည်ပြီးတော့ရွေးချယ်ဖို့လိုပါတယ်အဲ့ဒါကြောင့်ကျွန်တော်1 hour မှာဆင်းပြီးတော့ဒီစုံလေးကနေကျွန်တော်ဝယ်ဖို့အတွက်အလားအလာလေးရှိရဲဆိုတာမျိုးကျွန်တော်တို့ကမြင်လာတာဘာလို့မြင်လာလဲဆိုလို့ရှိရင်အပေါ်မှာကျွန်တော်ရဲ့ daily ကအပေါ်ဒီစုံကြီးကိုရောက်မှကျွန်တော်တို့ကရောင်းဖို့စပြီးစဉ်းစားရမယ်ဆိုတဲ့ concept ကကျွန်တော်တို့တက်မှာရှိနေပြီလားအဲ့တော့ကျွန်တော်တို့ဘာပဲလုပ်လို့အကြောင်းပြချက်ရှာရမယ်ဝယ်တယ်ဆိုလို့ရှိရင်လည်းဘာကြောင့်ဒီနေရာမှာဝယ်ရလဲရောင်းတယ်ဆိုလို့ရှိရင်လည်းငါဒီဘာကြောင့်ဒီနေရာမှာရောင်းရလဲဆိုတဲ့အကြောင်းပြချက်ကိုရှာဖို့လိုတယ်အဲ့ဒီကြောင့်မို့ကျွန်တော်တို့အကြောင်းပြချက်ရှာလိုက်တဲ့အခါမှာ1 hour မှာဒီနေရာလေးဒီတောက်ကြနေပြီနော်ပြီးခဲ့တဲ့ဘက်တောက်ကြနေရဲ့ကျွန်တော်တို့ New York Open ရှိတဲ့အဲ့ price ကိုပြန်လာမတက်သေးဘူးဆိုတော့အဲ့ဒါလေးကိုကျွန်တော်ကယူထားမယ်ပြီးတော့အခု New York Open ဖွင့်ပြီအဲ့တော့ New York Open ရဲ့အောက်မှာရှိတဲ့ price ဒီကျွန်တော်တို့ discount အနေနဲ့သုံးတယ်ဆိုလို့ရှိရင်ဒီဟာလည်းကျွန်တော် discount ထဲမှာရှိနေတဲ့ zone ဆိုတော့ကျွန်တော်တို့အနေနဲ့ဝယ်ဖို့အတွက်တော်တော်လေးတင်တော်တယ်ဈေးတန်းတစ်ခုလို့ပြောလို့ရတယ်နော်ဆိုတော့ဒီရောက်လို့ရှိရင်ကျွန်တော်တို့ဝယ်မယ် target ဒီအများကြီးမထားနိုင်ဘူးဆိုလို့ရှိရင်တော့မှကျွန်တော် previous week high ဒီ level တစ်ခုလောက်ကိုတော့ liquidity ကယူပြီးမှကြာသွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ previous week high ဒီ target ထားလို့ရတယ်ဒါကကျွန်တော် target ထားလို့ရတဲ့အပိုင်းဆို MT women ဆိုလို့ရှိရင်တော့ဒီရောက်တိုင်းတန်းပြီးတော့ day ဆိုပြီးကျွန်တော်တန်းပိုင်းလို့လည်းမရပြန်ဘူးဆိုတော့ကျွန်တော်တို့အနေနဲ့5 minute 1 minute မှာ market structure shift ဖြစ်သွားသလားစောင့်ရမယ်ကျွန်တော်တို့ CIST စသဖြင့်change in state or delivery ဖြစ်သွားသလားဒါတွေကျွန်တော်တို့ဘာလုပ်ဖို့လဲဆိုတော့စောင့်ဖို့လိုပါတယ်เนาะ okay ဆိုတော့ဒါကတော့ကျွန်တော်တို့လက်ရှိမှာဘာမှပြောလို့မရသေးဘူးဆိုတော့ price ဒီ zone လာလို့ရှိရင်ကျွန်တော်တို့ပုံမှန်တိုင်းပဲ5 minute မှာဆင်းပြီးတော့1 minute မှာတော့လောက်အောင်ဆင်းပြီးတဲ့အချိန်မှာ market structure shift တာကိုစောင့်မယ်เนาะအဲ့ဒီ confirmation ကျွန်တော်တို့ရဲ့ plan တိုင်းဝင်လာပြီဆိုရင်တော့ကျွန်တော်တို့ဘာလုပ်လို့ရလဲအကြောင်းဝယ်လုပ်မယ်เนาะကျွန်တော်တို့ဝယ်မယ်ဟုတ်ပြီအကယ်၍အဲ့လိုမလာဘူးเนาะဆက်ဖြစ်သွားသေးရဆိုလို့ရှိရင်တော့ကျွန်တော်တို့ထပ်ပြီးတော့ market ကဖြစ်မဲ့ပုံစံမျိုးဒီကျွန်တော်တို့ရဲ့ plan ကလည်းပြောင်းသွားနိုင်တယ်ဆိုတော့လက်ရှိဖြစ်နေတဲ့အခြေအနေမှာပဲကျွန်တော်ကဒီ plan ကိုဒီလိုမျိုးတွေးတယ်ဒီလိုမျိုးမြင်တယ်ဆိုတော့ရှင်းပြထားခြင်းပဲဖြစ်ပါတယ်ဆိုတော့ overall ကျွန်တော်ဒီ HUSD ကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင် market ဒီ internal liquidity ကိုသွားယူနေတယ်ကျွန်တော်တို့ inducement level เนาะဖြတ်ပြီးသွားပြီပြီးနောက်ဆုံးကျွန်တော်တို့ဒီsorry ဒီဆုံးကျွန်တော်ရှင်းပြဖို့လိုနေဒီဆုံးဒီကျွန်တော်ဒီမှာ1 hour ရဲ့နောက်ဆုံး holiday ပေါ့နော်ဒီကနေကြာလာတဲ့ဒီ swing တစ်ခုလုံးတောက်လျှောက်ကြာလာတဲ့ဟာရဲ့ပထမဆုံးစပြီးကြာခဲ့တဲ့တော်တော်ကြီးမှရှိခဲ့တဲ့ order block တွေကျွန်တော်အဲ့ဒါလေးကိုတော့မှတ်ထားတယ်လောလောဆယ်အဲ့ဒီဟာကိုလည်း reaction ကတော့ဘာလို့နေအောင်တွေ့တယ်ကျွန်တော်ပေးနေအောင်တွေ့တယ်ဒါကကျွန်တော်တောက်ကြနေတုန်းက non fan PO ထွက်ပြီးတဲ့အချိန်မှာကျွန်တော်ဆွဲခဲ့တဲ့ movement လေးပဲဘာလို့ကျွန်တော်ဆွဲခဲ့ရလဲဒီ zone ဒီလည်းပဲကျွန်တော်ပြီးခဲ့တဲ့ video မှာကလေးက plan ထားတဲ့ zone အဲ့ဒါကြောင့်မလို့ဆွဲထားတယ်เนาะဆိုတော့နောက်ထပ်ဒီနေ့တင်းလာနေเนาะဒီဘက်ရောက်တဲ့အချိန်မှာကျွန်တော်ဆွဲမှာတော့အောက်ကစုံရောက်လို့ချင်းတော့အပေါ်လေးကိုနည်းနည်းလေးပြန်ပြီးတော့ဆွဲဖို့ကျွန်တော်မှ plan ထားတယ်ဒါပေမဲ့ကျွန်တော်ဆွဲဖို့အတွက်အကြောင်းပြချက်ကျွန်တော်မှလိုနေပါသေးတယ်ဆိုတော့အဲ့ဒါကိုတော့ကျွန်တော်ဒီဗီဒီယိုမှာရှင်းပြလို့မရသေးဘူးဘာလို့မရလဲအားလုံးသိတဲ့အတိုင်းပဲဆိုတော့ဒါပေမဲ့အဲ့ဒီဘန်ရောက်လို့ရှိရင်တော့ကျွန်တော်ရဲ့ညီကိုတွေအားလုံးကတော့သိလိမ့်မယ်လို့ထင်တယ်เนาะဆိုတော့ကျွန်တော်တို့ plan ကျွန်တော်တို့တင်ထားတယ်ကျွန်တော်တို့သိထားတဲ့အကြောင်းအရာတိုင်းပဲဆက်ပြီးတော့လုပ်ဖို့လုပ်ပါတယ်အဲ့တော့ကျွန်တော်တို့မှာ trade idea တွေရှိနေပြီ buyer တွေရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ daily မှာကျွန်တော်တို့ Discord မှာ live trading မှာ join တဲ့သူတွေဆိုလို့ရှိရင်တော့ daily ကျွန်တော်ရဲ့ trade နေတဲ့ပုံစံကျွန်တော်ရဲ့ trade နေတဲ့ idea တွေကိုရမယ်မဟုတ်ဘူးဒီဗီဒီယိုပဲကြည့်ရတဲ့သူဆိုလို့ရှိရင်တော့အခုလိုမျိုးကျွန်တော်တို့ week level ဟလောက်ထိကျွန်တော်တို့ကြည့်တဲ့ပုံစံမျိုးလေးတွေရမယ် okay ဆိုတော့အားလုံးပဲဒီဗီဒီယိုကနေပြီးတခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်တစ်ခု